အားလုံးပဲမင်္ဂလာပါနော်ဆိုတော့တောင်ကိုရီးယားနဲ့ချက်အတင်းရဲ့နော်ပွဲလေးပွဲပြီးသုံးတဲ့ချက်ပေါ့နော်ဆိုတော့ကိုရီးယားဆော့တော့တာတော်တော်မိုက်တယ်တော်တော်လေးကိုလှတာဆိုတော့အဲ့လိုမျိုးဗျာဂိုးမရခင်အချိန်တုန်းကလည်းသူတို့ကစားကွက်ကတော်တော်အထင်ကြီးစရာကြီးဗျာကစားတော့တာအဲ့လိုမျိုးဆိုတော့အဲ့ဒီအချိန်မှာသူတို့ကတိုက်စစ်မှုကောင်းတယောက်လိုနေတာဗျာအထောင်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကပေါ့နော်ဟီချန်အောင်တို့ပါတော့လေအကောင်တွေအစကလည်းပါလာရင်တော့မှဂိုးတွေပါရနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးတော့မြင်မိတယ်ဒါပေမဲ့တခုရှိတာနီးပြရဲ့ viewer ဘိုင်းအရာလဲသူခံစစ်ကိုလည်းလုံအောင်ပေါ့နော်စွန်လည်းအားကိုးတာနေမှာပေါ့နော်စွန်ထဲ့လာတဲ့အခါမှာစွန်ရဘယ်လိုလဲဆိုတော့အထောင်မှာကစားတယ်ဒါပေမဲ့သူကတောင်ပန်လိုကြီးကစားနေတာ striker လေးလိုအဲ့လိုရုံးအားတိုးအားတွေပြေးအားဘောက်ထဲပေါ့နော်အလုံးအားမရှိဘူးပေါ့နော်အဲ့လိုပေါ့နော်အထောင်တိုက်စစ်ကစားသမားရဲ့ပုံစံမျိုးရှိမနေဘူးအဲ့ခါမှာတောင်ကိုရီးယားကစားကွက်ကောင်းတယ်အပေးယူတွေညက်တယ်လှုပ်တယ်အဲ့လိုပေါ့နော်ဒါပေမဲ့သူကအရန်ကြီးတော့စွတ်မတိုင်ဘူးစချင်းနေမှာလေဒါပေမဲ့တော်တော်လေးကိုမှတော်တော်လေးချက်အသင်းထက်ကိုတော်တော်လေးဖိစီစီနဲ့ပိုင်နဲ့စီစီပူကစားနိုင်တယ်အဲ့လိုမျိုးပြောရင်တော့ကစားကွက်ကိုပေါ့နော်ဂိမ်းကို control လုပ်ထားနိုင်တယ်အဲ့လိုမျိုးဗျဆိုတော့အမှဆွန်မင်ကန်ခွင့်ရတဲ့အလုံးတွေရှိတယ်ဆိုတော့အဲ့လိုမျိုးတွေအသုံးမချနိုင်တာပေါ့နော်အဲ့လိုမျိုးတွေပြောရင်တော့သူတို့ဂိုးအရင်မရခဲ့ဂိုးအရင်ပေးလိုက်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတကယ်ဆိုဂိုးရတယ်ဂိုးအရင်ကိုရတယ်နဲ့ဥပမာပေါ့နော်အဲ့လိုမျိုးတိုက်စစ်မှုကောင်းတယောက်တာပါမယ်ဆိုရင်ရှိမယ်ဆိုရင်မမထောင်တယောက်တာပါမယ်ဆိုရင်ပေါ့နော်အများကြီးshare သွားနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကိုအားမရဖြစ်နေတာဒါပေမဲ့ကြည့်နေရင်လည်းမိုက်လိုက်တာကွာလို့ဆိုတာတကယ်ကိုအာရှာသားတယောက်အနေနဲ့တော့တောင်ကိုရီးယားပွဲကြည့်ရတာတော်တော်မိုက်တယ်ထားပါတော့ဒါကကျွန်တော်တို့ဒါတောင်ကိုရီးယားကအရင်ကတည်းကဒီလိုကစားတာပဲဘာညာပေါ့နော်တီးတဲ့လူကတီးတဲ့လူတွေကပြောလိုက်ရင်လည်းခံမှာပဲကျွန်တော်တို့အရင်တီးတာမဟုတ်ဘူးဘာလို့ဆိုတော့ဟုတ်တယ်နည်းနည်းလေးကစားတတ်တယ်ညက်တယ်ဥရောပမှာခြေချတဲ့ကောင်တွေများတယ်ပေါ့နော်ရှိတယ်အစ်မိတယ်ဒါပေမဲ့အဲ့လိုသိထားပေမဲ့ကိုယ်တိုင်ကြီးလိုက်ရတဲ့အချိန်မှာခံစားလိုက်ရတာ ਨੇ မတူဘူးအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကဗျာအာရှဖလားတောင်ကောင်းစောင့်ကြည့်တာမှတ်လို့ဟုတ်တယ်မလားအဲ့ဒါဆိုတော့ကျွန်တော်ခြေစမ်းပွဲဆိုပိုဝေးတယ်ပေါ့နော်အဲ့ခါမှာကျွန်တော်ကမ္ဘာဖလားတွေမှာပဲပိုပြီးစောင့်ကြည့်ဖြစ်တာပေါ့နော်ကိုအာရှအသင်းတွေဆိုရင်တော့မှပြောပါတယ်ဆိုတော့ဂျပန်လောက်တောင်မှတောင်ကိုရီးယားကိုကစားကွက်ကိုတိတ်မဖမ်းမိဘူးပဲကျွန်တော်တို့ဆိုတာတော်တော်များများလည်းအဲ့လိုပဲဖြစ်လိမ့်မယ်လို့ထင်ပါတယ်ဆိုတော့အဲ့ဒီမှာဒါဂိုးမရခင်ဆက်ကြားမှာနော်တော်တော်အရတာရှိရဗျာတလားကြည့်ရတာတောင်ကိုရီးယားကစားကွက်အာရှအသင်းကအဲ့လိုကစားကွက်ကစားနေလို့တော့မထင်အောင်ပြီးရင်အဲ့ဒီအချိန်မှာနံပါတ်6တောင်ကိုရီးယားဟွမ်အန်ဘွန်းလို့တယ်နော်ဆိုတော့နာမည်ခေါ်တလွဲဖြစ်နည်းနည်းလေးလွဲနေတော့နားလည်းပြပါနံပါတ်6ဟာဖီယင်နုကစားသမားတော်တော်ကောင်းတာဟေးအဲ့ဒီကောင်ဆိုတော့ဒါဂိုးရသွားတဲ့အချိန်နေသူအစ်စ်လုံးတဲ့အချိန်နေမပါသေးဘူးနော်အဲ့လိုမျိုးဇီးဖြစ်နေတဲ့တောင်ကိုရီးယားက1-0နဲ့ရှုံးနေအဲ့လိုမျိုးအခြေအနေတွေမှာကိုကွန်းလယ်မှာဗျာတော်တော်လေးကောင်းတာတကယ်တော်တော်လေးကောင်းတာကွန်းလယ်ကင်နာဖြန့်တာအဲ့present တွေကိုဖြီသွားတာလေးတွေပေးဖို့မှုအတူလေးတွေနဲ့เนาะဖြီချတော့တာလေးတခြားကောင်းတွေကလည်းဒါကောင်းတာလည်းပါတာပေါ့เนาะအဲ့လိုမျိုးဒါပေမဲ့အဲ့လိုမျိုးကျွန်တော် PSG အကောင်လေးရှိသေးတယ်လေအဲ့ကောင်လေးပါတယ်ဆွန်အောင်မလို့ပါတခြားကောင်တွေဆိုအရင်ကြီးမပေါ်ဘူးဗျာသလားအဲ့လိုကွန်းလယ်ကဒီတော်တော်လေးအသွဲမီ6နဲ့အဲ့နောက်တစ်ယောက်ရှိတယ်အဲ့လိုတော်တော်လေးလာတယ်ဒါပေမဲ့6ကတော့ကျွန်တော်မျက်စိထဲမှာပို့တဘောကျတယ်ပေါ့နော်ဆိုတော့အဲ့လိုနဲ့ပဲဒါသူတို့ကစီးမိုးထားပေမဲ့လည်းဂိုးမရခဲ့ဘူးဒါပေမဲ့အဲ့လိုမထင်မှတ်ဖဲနဲ့ပေါ့နော်ဘောလုံးဆိုတာအဲ့လိုပဲဗျာတလားအခိုက်အတန့်လေးတစ်ခုကနေဂိုးပေးလိုက်ရတာလေသူတို့ကအစားရတာပေမဲ့လက်ပစ်ဘောလေးတစ်လုံးကနေနော်ကူဖယ်ကအဲ့လိုလန့်လက်ပစ်တယ်ဒါချက်နောက်တန်းကခရီချီလာအကောင်ခေါင်းတိုက်တွန်းသွားတယ်ဆိုတော့အဲ့တလုံးနဲ့ပေးလိုက်ရတာဗျာဆိုတော့ချက်ရှေ့တန်းကအဲ့လိုလီဗာပူးဆင်မှာကစားနေရကောင်လေးရှေ့လို့လေအဲ့ကောင်နေဆိုရင်လည်းဘာမှမမြင်အောင်ပျောက်နေတာအဲ့လိုမျိုးတောင်ကိုရီးယားနောက်တန်းကစားတာလဲလူကောင်သေးပေမဲ့ပေါ့နော်တော်တော်စနစ်ကြတယ်နီးစနစ်ပိုင်းနေလဲတော်တော်မြင့်တယ်လို့ပြောလို့ရတယ်ဆိုတော့အေးဘောဘိုင်ယန်မြူးနစ်မှာကန်နေတဲ့ကောင်လေးကင်တို့ပါလို့လဲဒါဥဆောင်ပြီးကစားနေရအောင်အဲ့လိုတွေပြောစရာရှိတယ်ပေါ့နော်တော်တော်မိုက်တယ်ဂိုးသမားလဲကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါကနောက်ပိုင်းအချိန်တွေမှာပေါ့နော်
ဟိုချက်ကရှုံးနေတဲ့အချိန်တွေမှာခြေပေါက်ကိုဟိုရဖို့ကြိုးစားတဲ့ခါတွေမှာဂိုးမကယ်ခဲ့တာလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးရှိတယ်ဆိုတော့အဲ့လိုမျိုးတောင်ကိုရီးယားကဂိုးပေးလိုက်ရတဲ့အချိန်မှာကျွန်တော်ပြန်လာနိုင်မလားဆိုတော့စိုးရိမ်တယ်ဘာလို့ဆိုတော့သူတို့ကကစားကွက်ကောင်းတာဟုတ်တယ်အဲ့လိုပေါ့နော် play ပိုင်းကောင်းနေတယ်ပေါ့နော်ဒါပေမဲ့ဂိုးတော့မကောင်းမရှိဘူးအဲ့မျိုးစိုးရိမ်နေရပါတော့စိုးရိမ်နေပြီမဲ့လည်းအဲ့နီးပြားကချက်ချင်းသူအလုံးလုံးခဲ့တာပေါ့နော်59မိနစ်မှာပေးဂိုးပေးလိုက်ရပြီးတော့ချက်ချင်းဟီချောင်ထည့်လိုက်တာဒီအလဲကတယောက်ကိုထုတ်ပြီးတော့ပေါ့နော်အဲ့ထည့်လိုက်တဲ့ခါမှာကစားကွက်မြိုင်လာတယ်ချက်ချင်းပဲဂိုးရသွားတယ်အဲ့ဒါနံပါတ်6ဂိုးတွန်းခဲ့တာဆိုတော့အဲ့နံပါတ်6ကပေါ့တောင်ကိုရီးယားကတကယ်သူ့အတွက်ကစအချိန်တွေပေါ့နော်ဂိုးမသွင်းတဲ့အချိန်တွေမှာခြေစွမ်းပြနေရအောင်သူ့အတွက်တာဝန်ကြီးတာထပ်ပိုနေပြီလို့ကျွန်တော်ပြောချင်တယ်တော်တော်လေးခြေစွမ်းပြရပေါ့နော်ပြီးတော့သူ့အလုပ်ကနောက်တန်းဆိုတော့ကွန်းလယ်မှာပေါ့နော်အဲ့လိုမျိုးကစားကွက်အပိုင်းအပေးယူပိုင်းအသင်းကစားကွက်တွေခြောင်ချီရေးပေါ့နော်အဲ့လိုမျိုးအပိုင်းမှာတာဝန်ယူရဒါပေမဲ့သူကရှေ့ရောက်လာပြီးတော့လှလှပပတွန်းတော့တာအဲ့ညှောထုတ်ပေးလိုက်တဲ့အလုံးကိုဒါဂိုရမကတက်လာတယ်အဲ့ခါကိုသူလုံးဝ break ရအောင်အုပ်ပြီးတော့ဘယ်ချီနဲ့နောက်ကိုပြန်ထုတ်တာနောက်ဖက်ကိုပြန်ထုတ်တာအဲ့လိုထုတ်တဲ့ပြီးမှဂိုရမကဒါအချိန်လွန်သွားပြီပေါ့အဲ့ခါမှာဂိုရမမရှိဂိုရမနဲ့ကတ်သွားပြီအဲ့ခါမှာညာချီလေးနဲ့မတွန်းခဲ့တာသူလုံးဝမတာကမိမိရမရှိဘူးဆိုရင်ဂိုရမလက်နဲ့ထိသွားဖို့များတယ်လုံးဝလှတယ်အဲ့လိုမျိုးခြေပါကိုရပြီးတော့ဒါနှစ်ဖက်နဲ့ပြန်ပြီးတော့ဒါအနိုင်ကိုအတွက်စူးစမ်းကြတယ်ဒါပေမဲ့လည်းတကယ်ဟိုတစ်ချိန်လုံးလို့တောင်ကိုရီးယားနဲ့ရှင်ပေါ့နော်ခြေသားအောက်ရောက်နေတဲ့ဘလို့မှမလှုပ်နိုင်နေတဲ့ချက်အတင်းကပဲသူတို့ဥဆောင်ကိုပေးခံလိုက်ရတယ်ပေါ့နော်ဆိုတော့အဲ့တော့မိနစ်80မှာလူစားဝန်ကစားသမားတွန်းတော့တာတောင်ကိုရီးယားကဆိုတော့ဟိုဒီနောက်မှာတော့ဒါ80လဲကြော်ပြီဆိုတော့တောင်ကိုရီးယားဖိပြီးတော့ခံစစ်ကစားခဲ့တယ်ပေါ့နော်ချက်တင်းကဖိပြီးတော့ဒါကိုရဖို့ကြိုးစားတယ်ဒါပေမဲ့သူတို့အကောင်းဆုံးလုပ်နိုင်ခဲ့တယ်တောင်ကိုရီးယားအသင်းကဂိုရမာစေတာတွေလည်းပါတယ်ပေါ့နော်နောက်တန်းတွေလည်းအကောင်းဆုံးကစားနိုင်ခဲ့ကြတယ်တော်တော်ခဲရခက်စစ်ဒါကစားခဲ့ရတဲ့နိုင်ပွဲတစ်ပွဲပေါ့နော်ခြေစွမ်းပါညာ play ပိုင်းရလဲတာတယ်ဆိုပေမဲ့လည်းဒါကမ္ဘာ့ဖလားမှာဒီလိုပါပဲဘာလို့ဆိုတော့ကိုချက်တင်းနဲ့ရှင်ပြိုင်နေရတာလေဆိုတော့ဟိုကထောင်မောင်းနဲ့လူကောင်ကြီးနဲ့တကယ်ဟိုဥရောပမှာကစားနေတဲ့ကောင်တွေတကယ်အရေးချင်းရှိတဲ့ကောင်တွေပါနေတယ်ဗျာတစ်လုံးစလုံးဂိုးရသွားနိုင်တယ်ဆိုတော့အဲ့ဒါမျိုးပေါ့နော်မနေယုံပြီးတော့လဲကန်ခဲ့ရတယ်ဒါပေမဲ့သူတို့အတွက်တောင်ကိုရီးယားဒါပြည်သူတွေတနိုင်ငံလုံးအတွက်တော့တကယ်ကိုဟိုအဖိုးတန်လာတဲ့နိုင်ပွဲတစ်ပွဲအနိုင်3မှတ်ပေါ့ဗျာเนาะဒီအနိုင်3မှတ်ကနောက်တစ်ဆင့်တက်ဖို့တော်တော်လေးတေချာတယ်လို့ဖြစ်သွားပြီအချိန်ကြီးကောင်းသွားပြီပေါ့เนาะဘာလို့ဆိုတော့အကောင်းဆုံးအုပ်စုတတိယအနေနဲ့လဲဒါနောက်တစ်ဆင့်တက်နိုင်နေတာဟုတ်เนาะအဲ့အမျိုးအချိန်ကြီးမျိုးမှာပေါ့အဲ့လိုအချိန်ကြီးရှိတဲ့အခါမှာဒါနောက်တစ်မှတ်လောက်ဆိုရင်တက်ပြီဗျာဆိုတော့ဟိုဒါသူတို့အုပ်စုမှာကနောက်ပွဲကသူမက္ကဆီကိုနဲ့ကန်ရမယ်ဒါလာမဲ့တောက်ကြနေ9နိုင်ခွဲမှာပဲဆိုတော့တကယ်ကိုအာရှာသားတယောက်အနေနဲ့တောင်တကယ်တောင်ကိုရီးယားကစားကွက်ကိုကြည့်နေရတာအားကြလွန်နေဗျာအားကြလွန်နေငါတို့ကတော့ကဲရွှေ့ပြီးတော့မျောတိုင်းဝေးပြီးတော့အဲ့ဒီအနေထားကြီးလိုက်ဖို့ရတကယ်ကိုဗျာဒါသူများတွေငေးုံပဲရှိတာဗျာတော်တော်လှတယ်ဗျာတောင်ကိုရီးယားကစားတကယ်တော်တော်ကိုအဆင့်မြင့်လာဒီပေါ့ဥရောပအခြေချတဲ့ကစားသမားတွေလည်းများလာတော့ဆိုတော့သူတို့အုပ်စုကဒါဟိုဒီချက်ရယ်မက္ကဆီကိုရယ်တောင်အာဖရိကရယ်ဆိုတော့မနေ့ကကန်သွားတဲ့မက္ကဆီကိုကစားကွက်ထက်တောင်မှတောင်ကိုရီးယားပိုကောင်းတယ်လို့ကျွန်တော်တော့မြင်မိတယ်တကယ်ကိုတောင်ကိုရီးယားကိုတကယ် congratulation ပါတကယ်ကိုအဖက်ကနေလှပပြီးတော့ထိုက်တန်ရယူသွားတဲ့နိုင်ပွဲပါပဲเนาะဆိုတော့အားလုံးကျေးဇူးတင်ပါတယ်လို့เนาะ